Hi everyone, welcome back to my channel. ဒီနေ့မှာဘာလို့ရတဲ့မစောရနှစ်ပတ်တော့ရှိသွားပြီပေါ့နော်မစောရနှစ်ပတ်ရှိသွားပြီ guess တော့ဒီမှာပြန်ဆော့မယ်ပေါ့နော်အားလုံးကို really sorry ပါပဲတောင်းပန်ပါတယ်ဟာဒီစီကပိတ်ထားပါဆိုမှာပဲ guess တော့ဒီမှာ line သိမကောင်းပါဘူးဒီထက်ကကျတော့မရပါဘူး guess တော့ရတော့မယ်okay we're back ဒီမှာကကျ Oreo cheesecake ရေဒါမသိဘူးဒါ cheesecake strawberry cheesecake ဟိုဘက်ကကျတော့အစ်စ်ထပ်သွားနေတူတယ် orange cheesecake mango cheesecake တဲ့ guess တော့ new ပဲတော့မယ်ကကိုရီးယားတည်းရမှာအစ်စ်ဆန်းနေပဲကြိုက်တာဆိုတော့အဟောင်းနေမကြိုက်ဘူးကွာအဲ့လိုမျိုးအစ်စ်ဆန်းနေပဲကြိုက်တာဆိုတော့ yeah here guess တော့ဒီ cheesecake ကိုမှရတဲ့ဖတ်1ဖတ်2လေးလောက်ရမယ်နော်ဘာလို့လဲဆိုတော့ဒီမှာက sauce ရာ menu တွေကအများကြီးပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ video လေးမစခင်မှာ like and subscribe လေးလုပ်ခဲ့ပြီးကြပါမဟုတ် video လေးကို like and subscribe လုပ်ခဲ့ပြီးကြပါ yeah ဟို return ကို fan တယောက်ကပါနော်အနီအောင်လေးစော့ခိုင်းထားရပေါ့နော်ဒါပေမဲ့ return အနီအောင်လိုက်ရှာထားအနီအောင်လိုက်ရှာထားရပေါ့နော် return တစ်ခါစော့ပြီး view ရိုက်ထားပါတယ်မတင်တော့မတင်ရသေးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကကြတော့4000ကြီးကွာဒီလိုမျိုး4000မဟုတ်ဘဲနဲ့ဒေါင်းမန်စတူကန်လိုမျိုးသွားဆိုတော့တိတ်စမပြေဘူးဗီတန်လေးအဲ့မရိုက်လိုက်ဟေးမင်းတို့ကောင်နေဘလို့ကြီးလောက်တာactually join လာပြီဒါပေမဲ့ whatever ဗီတန်စောနေကြဖြစ်တယ်မလို့မစောင်းတော့ပါဘူးsorry တဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါဗီတန်ညပေးကြလို့ရှင်စာလို့စရာလေးရှိသေးရဲ့ပေါ့နော်အဲ့ဒီကြောင့်မြင်မြန်လေးစော့ပေးရဖြစ်ပါတယ်မီးကတော့ပြတ်တော့မလားမသိတည်ရတာအခုချိန်4နာရီလောက်ကလည်းမီးလာထားတာဗီတန်တို့တူရှင်မှာစားချက်အနေနဲ့မီးလာတာဘယ်နှစ်နာရီလဲမသိဘူးဆိုတော့ပြတ်တော့မလားမသိဘူးမြင်စော့နေရပါတယ်ကဲဆိုတော့yeah like and subscribe လုပ်ခဲ့ပေးကြပါတည်ရတာရှိလေ just say okay ပါ return နှစ် subscribe ပြည့်သွားပါပြီreturn တခုပြောချင်တယ်ပေါ့နော်ပြောချင်တာမဟုတ်ပါဘူးမနာလို့ကတော့မသိပါဘူးတယောက်က subscribe ဖြုတ်ပြီးပြန်ပြီးတော့ subscribe လုပ်ထားပါတယ်ဘယ်သူလဲတော့မသိဘူး yeah whatever yeah I forgive it oh yeah ပြုတ်ကြပါပြီyou know subscribe to my channel yeah so view လေးကို like and subscribe လုပ်ခဲ့ပေးကြပါတော်တော်စာရမ်းများရပါတော့အဲ့ဒီကြောင့်မလို့လဲတိတ်ပြီးတော့မတင်ဖြစ်ပါဘူးလို့အားလုံးကိုလည်းတောင်းပန်ချင်ပါရဲ့လို့ဘာလို့လဲဆိုတော့ကွာ return လေးတိတ်အဆင်မပြေသေးလို့ပါစနေတဲ့နေ့ကလည်းဘာလို့မတင်ဖြစ်တာလဲဆိုလို့ရှိရင်ပြောပြမယ်တကယ်တော့အဲ့ဒီနေ့က return ပြင်းနေရလဲပါသလိုနောက်ပြီးတော့return ကအဲ့ဒီစနေတဲ့နေ့မရောက်ခင်မှာ return နည်းနည်းလေးပြင်းထားတဲ့စာလေးတွေကိုပြန်ပြီးတော့အိမ်မှာနှွေးနေရတယ်နှွေးနေရတဲ့အချိန်ကျတော့အဲ့ဒီစနေတဲ့နေ့ပြန်ပြီးတော့အဲ့စနေကပြန်ပြီးတော့နှွေးနေရတယ်ပေါ့နော်နှွေးနေရတော့အဲ့ဒီမှာနောက်မီးရလည်းပြက်စော့မဲ့ချိန်ကျတော့မီးရလည်းမပြက်ဆိုတော့အဲ့လိုဖြစ်သွားပါတယ်yeah ကြားထဲမှာ vlog လေးလာပါမယ်ကဲဆိုတော့ yeah subscribe ကိုမြင်များလေးနှိပ်ခဲ့ပေးကြပါဝေဒန်လေးစူးစမ်းနေပါတယ်လို့ဝေဒန်ကိုအားပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်အမလီပြုတ်ကြတော့မလို့နော်ဒီကလေးလေးဝေဒန်ဗီဒီယိုကတော့တင်ဖြစ်ချင်မှတင်ဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့မပြောတတ်ဘူးလေကွာတည်ရမလားကျောင်းမှာ3ပတ်လောက်ရှိလား4ပတ်လောက်ရှိပြီလားမသိဘူး3ပတ်နဲ့တူရယ် yeah guess တော့ဒီမှာပြီးသွားပြီ guess တော့လားနောက်တစ်ခုထပ်ဆော့မယ် return ကတော့ဒီမှာ strawberry cheesecake ကိုကြိုက်တယ်ဘာလို့လဲဆိုတော့ my favorite တော့မဟုတ်ပဲမဲ့ကွာမိုးရလာပြီမိုးရလိုက်ကွာမိုးဝရွာလိုက်မရွာလိုက်နေဒီနေ့ရဲ့ view လေးကဒီလောက်ပါပဲနော်မိုးရင်းရတော့အောက်မှာလုံးဆရာလေးရှိသေးရပေါ့နော်
See you guys bye everyone. See you guys in the next video. Bye everyone.